ဖို့ဖတ်ပါဆိုမှဖို့တယ် ตาအခုတလောအဲ့ဒါလေးတွေကရင်းတွေ့နေ ဟိုဘက်လက်နေမယ်မင်းသားပခုံးပေါ်လက်တင်မယ်အတန်အောင်နားတော့နော်ဒါဘာလို့လဲရင်အကိုကြီးပါမြရဲ့အကိုကြီးဘယ်လျှောက်သွားနေတာလဲရင်အကိုကြီးမြစားဖို့တောက်ဖို့အတွက်တောထဲမှာတစ်သီးတွေသွားရှာနေတာပါမြရဲ့ဝမ်းတာလိုက်တာအကိုကြီးရဲ့ပြောတာ ਨੇ ဇွာ ဒီကကျွန်တော်ဇွတ်မယ်နော် ဆွဲပြီလာပြီနော်အတန်နော်လာပြီ5 4 3 2 1 go အဲ့ဒါဘာဖြစ်တာလဲ ตาအတွေ့အကြုံမရှိလို့ မင်းရက်ခွက်ကမြီးတောင်ချီနေရပြီအတွေ့အကြုံမရှိဘူးမြီးတောင်ချီနေရပြီအတွေ့အကြုံမရှိဘူး ဒီအမှုပေါ်မင်းက6လုံးမျိုးခံရမှာ ညလုံး5 4 3 2 1 go ဖို့ဖတ်ပါဆိုမှဖို့တယ် ตาအခုတလောအဲ့ဒါလေးတွေကရင်းတွေ့နေ အချိန်ပြည့်တွေ့တာပါမင်းက5 4 3 2 1 go ပြန်လို့ ဒါဘာတူလဲရင် ဖေပါသမီးရေအကိုကြီးပါမြရဲ့ ငါသမီးလေးကိုတတိယလို့ တတိမရနဲ့ပြန်လို့ ဒါဘာတူလဲ အကိုကြီးပါမြ သူ့အတန်နဲ့တူအောင်လုပ်လိုက်ကြ မကြီးနဲ့နင်တို့ကြီးတော့ဘယ်ရလူတွေကအားပြတ်တယ် အဲ့လေအစင်သေးလို့ရည်တယ်လို့ပါလို့ ပြန်လို့ ဒါဘာတူလဲ အကိုကြီးပါမြရင် ကိုကြီးပဲဆို အကိုကြီးပဲလျှောက်သွားနေရလေ ကိုကြီးလေတော်ထဲမှာမြစောဖို့တုတ်ဖို့ဒါရှိ စားဖို့စောက်ဖို့ ရှာလိုက်ပါလို့အေးပြဲမပြီးဘူးကျွန်တော်က မင်းပြောသလိုတီရှူးတွေပဲအလိမ့်လိုက်ဝယ်ပေးတာမလို့စောက်ဟုတ်ပါ ဆို ဒိုက်တာမပြရင်ငါပြီးဖုတ်တောင်နေကြအဲ့ပါနေအာနာတာမင်းသမီးရဲ့နော် sorry ပါဒါပြီ5 4 3 2 1 go ဒါဘာတူလဲရင် အကိုကြီးပါမြရဲ့ အကိုကြီးပဲလျှောက်သွားနေရလေ ကိုကြီးတော်ထဲမှာမြစားဖို့တောက်ဖို့အတွက်တစ်သီးတွေသွားရှာမလို့ပါ အိုးဝမ်းသာလိုက်တာအကိုကြီး ဇော နာဘူး မနောက်နဲ့မမီလား မမိတယ် ဒေချာမမီလား အကုန်မမိတယ် မမီနောက်တစ်ခါပြောင်းရိုက်မယ် ညာသွားပြီ များသွားတယ် ညာသွားပြီမလို့တော့နောက်တစ်ခါအမှုအရာမပြနဲ့တော့ငါလုံးမယ်စကလုံးမဲ့တင်ပြီးတော့ အမူအရာပြကြ မင်းကြီးပဲဇွတ်ငါကိုတစ်ခါမဇွတ် ရတယ်